တာမန်အထက်တန်းကျောင်းသူလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာကဘာကြီးကိုဖျက်ဆီးနိုင်တဲ့အထိကြောက်စရာကောင်းတဲ့စွမ်းအားတွေရှိနေနိုင်တယ်ဆိုတာသင်ယုံကြည်နိုင်ပါမလားဇလန်းအစမှာတော့သွေးတွေပေးကြံနေတဲ့လိရွက်စမ်းသက်ခန်းတစ်ခုထဲကနေခလီမလေးတစ်ယောက်အသက်လှုပ်ပြီးထွက်ပြေးလာခဲ့ပါတယ်သူမဟာအုံနောက်မျိုးရိုးဗီဇပြုပြင်ပြောင်းလဲရေးစမ်းသက်ခန်းကနေထွက်ပြေးလာတာဖြစ်ပြီးဒေါက်တာဘတ်နဲ့အဖွဲ့ကသူမကိုအသေးသက်ဖို့လိုက်လံရှာဖွေနေခဲ့တာပါ10နှစ်ကြာသွားတဲ့နောက်မှာတော့အဲ့ဒီကလေးမလေးဟာဂျာယွန်းဆိုတဲ့နာမည်နဲ့မွေးမြူရေးချမ်းပိုင်ရှင်လင်မယားရဲ့လက်ထဲမှာတာမန်ကျောင်းသူလေးတစ်ယောက်လိုကြီးပြင်းလာခဲ့ပါတယ်။သူမဟာကျောင်းမှာစာအရန်တော်တယ်လို့မိဘတွေကိုလည်းကူညီတတ်တဲ့သမီးလိမ္မာလေးတစ်ယောက်ပေါ့။ဒါပေမဲ့သူမရဲ့မိခင်ကအယ်လ်ဇိုင်းမာရောဂါဖြစ်နေပြီးမိသားစုကငွေကြီးအခက်အခဲဖြစ်နေတာကြောင့်စုချင်းငွေအများကြီးရမယ်စူပါစတာဆိုတဲ့တချင်းဆိုပြိုင်ပွဲကိုဝင်ပြိုင်မှုဆုံးဖြတ်လိုက်ပါတယ်။ ပြိုင်ပွဲဆင်းမြင့်ပေါ်မှာသူမရဲ့ထူးခြားတဲ့စွမ်းရည်မောအတက်လိုမျိုးမိုက်ကိုလေထဲမြောက်ပြတာကြောင့်ဒေါက်တာဘတ်နဲ့လူသက်သမားတွေကသူမကိုပြန်ရှာတွေ့သွားပါတယ်။ဆိုးကိုပြိုင်ပွဲသွားတဲ့ယထာပေါ်မှာထူးဆန်းတဲ့လူငယ်တစ်ယောက်ကသူမကိုလာရောက်ချင်းချောက်ခဲ့ပြီးနောက်ပိုင်းမှာတော့သူမရဲ့အိမ်အထိလူသက်သမားတွေရောက်လာပြီးသူမရဲ့မိဘတွေကိုတတ်မယ်လို့ချင်းချောက်ကစမ်းသက်ခန်းစီကိုပြန်ခေါ်သွားပါတော့တယ်။စမ်းသက်ခန်းထဲမှာဒေါက်တာဘတ်ကဂျာယွန်ကိုသူမရဲ့အတိတ်တွေကိုပြန်မှတ်မိအောင်ဆေးသွင်းလိုက်ပါတယ်။ဒါပေမဲ့တကယ်အမှန်တရားကတော့ဂျာယွန်ဟာမှတ်ဉဏ်ပျောက်ဆုံးနေတာမဟုတ်ပါဘူး။သူမရဲ့ယောဂါကိုကုသဖို့နဲ့အမြဲတမ်းအသက်ရှင်နိုင်မဲ့ဆေးကိုရဖို့အတွက်ဒီစမ်းသက်ခန်းကိုသူမကိုယ်တိုင်အကွက်ချပြီးပြန်လာခဲ့တာပါ။ဆေးသွင်းပြီးတာနဲ့သူမရဲ့ကြောက်စရာကောင်းတဲ့စွမ်းအားတွေနိုးထလာပြီးစမ်းသက်ခန်းတွေကလူအားလုံးကိုတယောက်မကျန်ရက်ဆက်ဆက်တပ်ဖြတ်ပါတော့တယ်။နောက်ဆုံးမှာတော့ဂျာယွန်ဟာသူမလိုအပ်တဲ့ဆေးတွေကိုရယူနိုင်ခဲ့ပြီးစမ်းသက်ခန်းကိုဖျက်ဆီးကာထွက်ခွာသွားခဲ့ပါတယ်။ဒါဟာစကားပြီးသွားပြီမဲ့ဂျာယွန်အတွက်တော့အစပဲရှိပါသေးတယ်။သူမဘသူ့ကိုထက်ရှာအောင်ပါလဲ။သူမရဲ့နောက်ထပ်ခြေလမ်းတွေကဘာဖြစ်မလဲဆိုတာကတော့ရင်ခုန်စရာပါပဲ။